အားလုံးမင်္ဂလာပါခင်ဗျာမူလလဟောင်း90ကနေကြိုးဆိုပါတယ်ကျွန်တော်ဒီဘက် channel မှာဗီဒီယိုမတင်တာတော်တော်လေးကြာသွားပြီဆိုတော့ဒီနေ့မှာကစားကြောင့်မဲ့ပွဲကောင်းတော်တော်များများကိုဒီဗီဒီယိုမှာကျွန်တော်ပွားမယ်ဗျာဘီလာရီယာနဲ့ဘယ်လကာနိုကစားကြမဲ့ပွဲမြန်မာစံတော်ချိန်ညနေ9:00နာရီခွဲအချင်ဘီလာရီယာကနေဘော်လီဂျေ1.50ပေးထားတယ်ကိုပေါင်းဂျေက3.50ပေးထားတယ်လက်ရှိဘယ်လကာနိုတင်းရဲ့အဆင့်အတန်းဒီတင်းရဲ့ဝေကွင်းဖောင်ရဘီလာရီယာရဲ့1.50ဆိုတဲ့ဘော်လီဂျေကမြတ်တမှုရှိတယ်ကျွန်တော်ကတော့အဲ့လိုပဲယူဆပါတယ်ပြီးတော့နှစ်သိန်းလုံးကိုသွင်းနိုင်ခြင်းရှိတဲ့ပွဲမျိုးမှာ3.50ဘော်လီဂျေကလည်းမြတ်တမှုရှိပါတယ်ကျွန်တော်ဒီပွဲမှာဘီလာရီယာတင်းဘော်လီကြိုက်တယ်9ပေါင်းပေါ်ကြိုက်တယ်9ပေါင်ကတော့ပိုကြိုက်တာပေါ့ဗျာနောက်ထပ်တစ်ပွဲက9:45မှာကစားမယ် Atletico Madrid နဲ့ Sevilla ကစားမယ်ပွဲဒီပွဲမှာ Atletico Madrid ကနေဘော်လီဂျေ1.80လောက်ပေးထားတယ်9ပေါင်းဂျေက3.30ဆိုပြီးတော့ပေးထားတယ်လက်ရှိ Atletico Madrid ရဲ့ Sevilla ကိုပေးထားတဲ့ဘော်လီဂျေကတော်တော်လေးပြင်းချတဲ့ဂျေဖြစ်ပါတယ်တကယ်ကြီးတဲ့အမှန်တိုင်းသာပေးရမယ်ဈေးကွက်အမှန်တိုင်းသာပေးရမယ်ဆိုရင်ဒီပွဲမှာ Atletico Madrid ကအများဆုံး1.50ဆိုရပါပြီ1.50ရဲ့အထက်ကိုတောင်ရောက်เสียမလိုအောင်ဒါပေမဲ့ဒီပွဲမှာ1.80ဆိုပြီးတော့ပြင်းပြင်းချချကြီးကိုလှုပ်လာတာအဲ့ဒီပြင်းတဲ့နောက်ကိုကျွန်တော်လိုက်မယ် Atletico Madrid အသင်းပေါ်လေးကြိုက်တယ်အပေါ်ကိုကြိုက်တာဖြစ်တဲ့အတွက်ဂိုးပေါင်းမှာလည်းဒီပွဲကဂိုးပေါ်ကြိုက်တဲ့တယ်ဒါပေမဲ့ကျွန်တော် Atletico Madrid အသင်းပေါ်လေးတစ်ကြောင်းပဲကြိုက်ပါတယ်ဗျာနောက်ထပ်တစ်ပွဲက Sociedad နဲ့ Bilbao ကိုကစားကြမယ်ပွဲ Ancient Sociedad ကနေဘော်လီဂျေတဲဝင်ရိုးကနေ1.20လောက်ပေးတယ်ကိုပေါင်းကြီးက2.20ပေးတယ်ဒီအဒီဆိုစီတက်ကတခုခုလုတ်ပြဖို့လိုအပ်နေပြီဗျဒီအချိန်မျိုးမှာသူမလုတ်နိုင်ဘူးဆိုရင်တဖြည်းဖြည်းနဲ့နောက်ကျသွားနိုင်မယ်ဆိုတော့သူနဲ့တွေ့ရတဲ့ဘီဘာကိုတင်းတည်သူ့ရဲ့ level တူအတင်းဘီဘာကိုကတရားဒီဥရောပဝင်ခွင့်တွေပါရညာတွေခဏဖယ်ထားလိုက်အောင်ဗျဆိုစီတက်နဲ့ဘီဘာကိုဆိုတာ level တူအတင်းမျိုးပဲအဲ့တော့ဆိုစီတက်လိုအတင်းတည်ဒီဥရောပပွဲကစားရမယ်လက်ရှိမှာလည်းပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ဘီဘာကိုလိုအတင်းကိုသူလည်းအနိုင်ရဖို့လိုအပ်နေတဲ့အချိန်မှာနေဆုံးပြ1.50လောက်ဝင်ရိုးကနေ1.20ပေးရင်တော့ရတယ်ဝင်ရိုးကိုပဲကျွန်တော်ဆိုလိုတာနော်ကြေးကိုဆိုလိုတာမဟုတ်ဘူးအခုကဒဲဝင်ရိုးဗျဒဲဝင်ရိုးကနေ1.20ပေးတယ်သူတကယ်တော့အနိုင်ရဖို့လိုအပ်မယ်ဆိုရင်အနိုင်ရမယ်ဆိုရင်1.50ကြေးဝင်ရိုးကနေ1.20လောက်အခုပေါ်ဒီကြေးကိုလှမ်းပေးထားလို့ရတာပဲကျွန်တော်ဒီပွဲမှာဧည့်သည်ဘီဘာကိုအသင်းပေါ်ဒီပဲကြိုက်တယ်နေဆုံးတရေတော့ဘီဘာကိုရမယ်လို့ထင်တယ်ဗျနောက်ထပ်တစ်ပွဲက Real Madrid နဲ့ Valencia တို့ပွဲကျောင်းတော်ကရန်စားတွေတတိကြီးတဲ့ပွဲလာလီဂါမှာမက်ဒရစ်တို့အတွက်အက်ဂလက်စီကိုဒါဗီဒီခက်ခဲဆုံးတာပြီပြီးတော့မက်ဒရစ်ဒါဗီဒီဒုတိယမြောက်ခက်ခဲဆုံးတာပြီအဲ့ဒါပြီးရင်ဗလက်အသင်းနဲ့ကစားရတဲ့ပွဲတွေသူတို့အတွက်တတိယမြောက်ခက်ခဲဆုံးပွဲစဉ်ဖြစ်ပါတယ်အက်ဂလက်စီကိုဒါဗီဆိုတာကဒီကာတာလန်ကိုအရှေ့ပြုထားတဲ့ဘာစီလိုနာရဲ့မက်ဒရစ်ကိုအရှေ့ပြုထားတဲ့ရီယယ်မက်ဒရစ်ရဲ့အဲ့ဒီနှစ်သင်းကြားကနိုင်ငံရေးအတုအထောင်တွေရဲ့ပြီးတော့ချစ်မှာကစားသမားအပြောင်းအရွှေ့တွေအမှားယွင်းလုပ်ခဲ့တာတွေဒီသစ္စာဖောက်တယ်လို့ခံခဲ့ရတဲ့အကြောင်းတရားတွေရဲ့ပြီးတော့ဘောလုံးနဲ့ဇက်ကုံဘော်ကပြိုင်ဆိုင်နေရဲ့ကလပ်တင်အောင်မြင်မှုတွေရဲ့ပေါင်းပြီးတော့အက်ဂလက်စီကိုဒါဗီဒီကျိတ်နေရှိတယ်ပြိုင်ဆိုင်မှုပြင်းတယ်မုန်းတီးတယ်ဗျာမက်ဒရစ်ဒါဗီကြတော့ကလပ်တင်တဲ့တင်ကြောင့်အောင်မြင်မှုကြီးကြီးမားမားကွာဟနေတဲ့အချက်ရဲ့နောက်ပိုင်းပွဲတွေမှာအီဒီဂိုမက်ဒရစ်ဒီရီယယ်မက်ဒရစ်နဲ့ပွဲတိုင်းမှာညက်ကန်ကန်ပြီးတော့လုတ်တဲ့အချက်လက်တွေကြောင့်မက်ဒရစ်ကဒါဗီဖြစ်နေလို့ကိုမြို့ကန်ပြိုင်မဲ့ဖြစ်နေလို့ကိုမုန်းတာဗလန်စီယာကြတော့အဲ့ဒီအချက်လက်တွေတခုမှမရှိဘူးသူတို့ပြင်ဗလန်စီယာတင်ပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားစော်ကားတဲ့စကလုံးတွေအတုံးနှုံးတွေကြောင့်ဗလန်စီယာပရိသတ်နဲ့ဒီ Real Madrid ကစားသမားတွေကြားမှာမဲပြဿနာရှိတယ်ဒီချက်ကြောင့်ပဲဗလန်စီယာကွင်းကိုတွားကစားတိုင်းမှာ Real Madrid ဒီခက်ခက်ခဲခဲကစားရတယ်အခုမှမဟုတ်ဘူးရှေးရှေးသောအဆက်တွေက Real Madrid တဲ့ရဲ့နာမည်ကျော်လူမဲကစားသမားတွေကိုကွင်းတွင်းမှာစိတ်နှောက်ယှက်အမျိုးမျိုးပေးအမျိုးမျိုးစော်ကားတဲ့အတွက်ကိုဒီနှစ်သင်းကြားမှာတမန်ကြောင်မကောင်းတာဒီကွင်းသွားတိုင်းမှာ Real Madrid ခက်ခဲတာဒါပေမဲ့ဒီပွဲမှာပေးထားတဲ့စတဲ့ကြေးမာတွေက Real Madrid ရဲ့ body ကြေးကတော်လေးပြင်းနေဗျမလို့အဖက်နဲ့ကိုပြင်းပြင်းချချကိုပေးထားတာစတဲ့ချင်းတော့ကဘော်လီဂျေ2ဒီအခုမြန်မာစံတော်ချိန်ညနေ9:54မိနစ်အချိန်မှာမက်ဒရစ်အသင်းရဲ့ဘော်လီဂျေဒီနှစ်အနှုတ်50ဝင်ရိုးကနေနှစ်နှုတ်30လောက်ဖြစ်လာတယ်ဂိုးပေါင်းကြီးက3နှုတ်100ဖြစ်လာတယ်မက်ဒရစ်ကဒီပွဲပြီးရင်လီဗာပူးနဲ့ပွဲချက်ကစားဖို့ရှိနေတယ်အထူးသဖြင့်ဒီပွဲဒီဘယ်လိုပွဲပဲဖြစ်ဖြစ်ဒီအသင်းရဲ့နီးပြကဇာဗီလွန်ဆိုဖြစ်နေတဲ့အတွက်ကိုပြဿနာတော့နည်းနည်းရှိတယ်။ဘာကြောင့်လဲဆိုတော့အလွန်ဆိုဒီပြီးခဲ့တဲ့ဘာစီလိုနာနဲ့ပွဲမှာကျွန်တော်တို့ကိုကောင်းကောင်းကြီးဆုံးမသွားခဲ့ပြီပထမပိုင်းမှာလည်းက2-1နှစ်သိန်းပေါင်းသွင်းကို3ဂိုးရောက်နေတဲ့ပွဲဗျာဒုတိယပိုင်းမှာအေးစစ်စစ်တကူသွင်းရင်ကိုဂိုးပေါ်တဲ့ပွဲမှာဇာဗီလွန်ဆိုကစားတွေမတရားကြီးရှသွားတာဆိုတော့ဒီပွဲလည်းဒီတိုင်းပဲလှုပ်လာအောင်ပါပဲရီယယ်မက်ဒရစ်ဒီအနိုင်ရဖို့လိုအပ်တဲ့အချိန်ဥပမာ2ဂိုးပြတ်လောက်သူအနိုင်ရနေတယ်ဆိုရင်ဒီပွဲမှာအဓိကကစားသမားတွေအားလုံးထုတ်ပြီးတော့ထိန်းလှုပ်သွားတာမျိုးဖြစ်နိုင်ပါတယ်ကျွန်တော်ကဒီပွဲမှာဂိုးပေါင်းအောက်တစ်ကြောင်းပဲကျွန်တော်ကြိုက်တယ်ဗျာနောက်ထပ်တစ်ပွဲက Brighton နဲ့ Leeds United ကစားကြမယ်ပွဲ Premier League ပွဲ9:45ပွဲဒီပွဲမှာ Ancient Brighton ကနေ Body ကြေးတရင်တော့90ပေးထားတယ်ဂိုးပေါင်းကြေးက3.90ပေးထားတယ် Brighton ကသူ့အိမ်ကွင်းမှာ Man City တို့ Man U တို့ Chelsea တို့
ဒီလိုအသင်းတွေကတော့ဗျာအမေရိကန်နရင်အုပ်ပြီးလွတ်နေတဲ့အသင်းဒီပွဲကြောင့်မှ Leeds United ကိုတရနှုတ်90ဆိုတာကတော့ဒီပွဲမှာကျွန်တော် Leeds United အသင်းပေါ်ဒီပဲကြိုက်ပါတယ်ဗျာဘန်လီနဲ့အာဆင်နယ်ကစားကြမဲ့ပွဲဒီပွဲကလည်း9နိုင်ခွဲမှာပဲဖြစ်ပါတယ်ဒီနေ့အင်္ဂလန်ပရီးမီးယားလိအသင်း20ထဲမှာနံပါတ်1အိမ်ကွင်းမှာဘော်ဒီဂျေအောင်မြင်ဆုံးအသင်းဒီဘန်လီအသင်းဖြစ်ပါတယ်ဒီပွဲစတဲ့ကြေးမှာအာဆင်နယ်အသင်းကနေဘော်ဒီဂျေ2.90အထိပေးခဲ့တယ်ကိုပေါင်းကြေးကတော့ဒီကြေးပဲ3.50ဝင်ရုံကနေ3.30လောက်ပေးတယ်အခုပွဲသားမဲ့နေ့လေမြန်မာစံတော်ချိန်2:50မှာကြတော့အာဆင်နယ်အသင်းရဲ့ဘော်ဒီဂျေးဒီ2.50ဝင်ရိုးတော့ရောက်လာတယ်ဗျဒါပေမဲ့မြန်မာကြေးနဲ့ဆို2.80အထိဖြစ်နေတော့မယ်ကျွန်တော်ဒီပွဲမှာအင်ရှင်ဘန်လီအသင်းရဲ့ဘော်ဒီတကြောင်ပဲကျွန်တော်ကြိုက်ပါတယ်ဗျနောက်ထပ်တစ်ပွဲက Serie A ရဲ့ software 8နိုင်ခွဲပွဲ Udinese နဲ့ Atlanta ကစားမဲ့ပွဲဒီပွဲမှာအဝေးကွင်း Atlanta အသင်းကနေဘော်ဒီဂျေး1.50ပေးလာတယ်ကိုပေါင်းကြေးက3.50ပေးလာတကယ်နိုင်ရဖို့တေးကြတယ်လိုအပ်တယ်ဆိုရင် Atlanta နဲ့ Udinese ဒီကွာပါတယ်ဗျ Udinese ကတရားသေးမှာလက်ရှိအဆင့်7ဆိုပေမဲ့ဟိုဒီသင်းရဲ့ current form ကသိမဟုတ်ပါဘူးAtlanta ကြတော့ကောင်းလားဆိုတော့လည်းမကောင်းဘူးလားဆိုတော့လည်းမဟုတ်သေးပြန်ဘူးတပွဲကို2မှတ်ဖယ်ပြီးတော့တစ်မှတ်ပဲအဋိဌာန်နဲ့ယူနေတဲ့အသင်းဖြစ်နေတဲ့အတွက်ကို Atlanta ကဆင့်9တအီနဲ့သူကြလာဒီတိုင်းဆိုရင်ပွဲစဉ်38ပြီးမှ Atlanta ဒီ38မှတ်နဲ့ကျုံးပွဲမရှိပဲတန်းဆင်းရမယ့်အသင်းတော့ဖြစ်ကောင်းဖြစ်လာနိုင်ဆိုတော့ဒီပွဲအခုပေးထားတဲ့1.50ဆိုတဲ့ body ကြီးကျွန်တော်ကတော့ပျော့သေးတယ်ဗျဒီ1.4550ဆိုတာကို1D ဝင်ရောကလမ်းပေးမယ်ဆိုရင်တော့ကြံကြံပန်ပန်ပေးမယ်ဆိုပေးလို့ရပါတယ်ဒီဘက်မှာ Udinese အသင်းရဲ့ body တစ်ကြောင်းလေးကိုပဲကျွန်တော်ကြိုက်ပါတယ်နောက်တစ်ဘက်ကဆင့်1နေရာက Napoli နဲ့ဆင့်5နေရာကကိုမိုဒီဘက်မှာ Napoli ကနေတေနှုတ်100ပေးထားတယ်ကိုပေါင်းကြီးကနှစ်အနှုတ်60ပေးထားတယ် Napoli တော့ချောက်ကောင်းတယ်ဗျဒါပေမဲ့ Kevin De Bruyne နာသွားတဲ့အချိန်မှာ Napoli ရဲ့ဇယိုက်မှန်ပုံစံအမှန်ကပေါ်လာတယ်ပြီးခဲ့တဲ့ဂျာရက်မှာကစားခဲ့တဲ့ပွဲမှာဆိုစုပ်ပြတ်တတ်နေတာဗျနာပိုလီအခုလဲသူတို့ကွင်းမှာဒီကိုမိုလိုအသင်းကိုသရေနှုတ်100ပေးတာကိုမိုဈေးကွက်ပြစ်တာတော့မှန်တယ်ဗျဒါပေမဲ့နာပိုလီနဲ့ကိုမိုက level 2မဟုတ်ဘူးအနေနဲ့ဒီပွဲမှာ1.50လောက်တော့လက်ရှိအတ္တလန်တာက Udinese ကိုပေးထားတဲ့ကြေးလောက်တော့ပေးတဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာကိုမိုတို့အနေဆုံးတည်ကြအောင်ကစားလိမ့်မယ်လို့ယူဆတယ်ကိုမိုအသင်းပေါ်ကြီးကြိုက်တယ်ဗျ Cremonese နဲ့ Juventus ကစားကြမယ့်ပွဲ2:15မှာဖြစ်ပါတယ်ဒီပွဲမှာအဲ့တဲ့ Juventus အသင်းကနေ1.20ဘော်ဒီကြေးပေးထားတယ်ကိုပေါင်းကြေးက3.55ပေးထားပါတယ်ဗျဆိုတော့ Cremonese ဒီလက်ရှိမှာအဆင့်7နေရာမှာရှိပြီးတော့ DRC Serie A တက်အသင်းတွေထဲမှာတော့6 form ကောင်းနေတဲ့အသင်းကြေးခတ်စိတ်အောင်နေတဲ့အသင်း Juventus ကြတော့နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာရလက်တဖြည်းဖြည်းရိုင်လာလို့9ပွဲ10ပွဲလောက်မှာရှင်နေမကောင်းတော့လို့သူတို့ဒီတူတော်ကိုခုတ်ထုတ်လိုက်ပြီးတော့အခုယာယီနီးပြနဲ့သူတို့စကန်သွားတယ်ဘောလုံးသင်းတွေကလည်းဗျာဟိုအသင်းကြီးနီးပြပြုတ်သွားတယ်ယာယီနီးပြလက်ထဲထည့်ပေးလိုက်တယ်ဆိုရင်တပွဲပဲကန်နှစ်ပွဲပဲကန်ယာယီနီးပြက10ပွဲလောက်ထိပဲကန်ရအဲ့ဒီ10ပွဲလုံးကောင်းသွားတယ်တပွဲနှစ်ပွဲကန်လဲတပွဲနှစ်ပွဲကောင်းတယ်အခု Juventus ကလည်းအဲ့လိုပုံစံနဲ့သွားတယ်နောက်ချုပ်ရှင်နေစိုးနေရကနေယာယီနီးပြစကန်နေပြီးခဲ့တဲ့ပွဲမှာကစားပုံပြန်ကောင်းလာခဲ့တယ်နောက်ဆုံးမိနစ်90အထိ2-1ဗျာအချိန်ပေါ်နာကျင်ချိန်ပေါ်ကြမှာ3-1ဖြစ်အောင်ကစားပြီးတော့ရက်လက်လဲအောင်သွားတယ်ကြေးလက်အောင်သွားတယ်ဆိုတော့ဒီပွဲနဲ့ယာယီနီးပြလက်ထဲမှာပဲဖြစ်နေတဲ့အတွက် Juventus လက်ရှိပေးထားတဲ့ကြေးကလည်းပြင်းနေဗျ1.20ကျွန်တော်ဒီပွဲမှာ Juventus အသင်းပေါ်ကြီးကြိုက်နေဗျဒီပွဲမှာ Juventus တို့လုံသွားလိမ့်အောင်မယ်လို့ယူဆတယ်အမေရိကန်နီးပြမလာခင်အချိန်အထိ Juventus ဟာစောင့်ပြီးကစားတဲ့အသင်းထဲမှာပါပါတယ်ဟိုင်ဒန်ဟိတ်နဲ့ Frankfurt ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်9:00 နာရီမှာဖြစ်ပါတယ်အဲ့ဒီပွဲမှာအဲ့တဲ့ Frankfurt အသင်းကနေဘော်ဒီကြေး1.90ပေးတယ်ကိုပေါင်းကြေးက3အနှုတ်40ပေးထားတယ်ကျွန်တော်ဒီပွဲမှာဂိုးအောက်ကြိုက်တယ်ဗျပြီးတော့အင်ရှင်ဟီဒန်ဟင်တင်းရဲ့ body ကိုကျွန်တော်ကြိုက်ပါတယ် Mainz နဲ့ Werder Bremen ကစားကြမဲ့ပွဲကလည်း9:00 နာရီမှာပဲဗျအဲ့ဒီပွဲမှာ Mainz ကနေ body ကြေး1.80ပေးလာတယ်ကိုပေါင်းကြေးက3.20ပေးလာတယ်တကယ်ကြတော့ Mainz ဒီအဆင့်16နေရာမှာဗျ Werder Bremen ကအဆင့်9နေရာမှာဒီပွဲမှာတော့အပေါ်အသင်းအောက်အသင်းဆိုတာထက်ကိုဂိုးအပေါ်တစ်ကြောင်းနဲ့ကျွန်တော်ကြိုက်တယ်နောက်ထပ်တစ်ပွဲက Leipzig နဲ့ Stuttgart ကစားကြမဲ့ပွဲ Leipzig က body ကြေးတရနှုတ်80ပေးတယ်ကိုပေါင်းကြေးက3အနှုတ်40ပေးပါတယ်ကျွန်တော်ဒီပွဲမှာလည်း goal out ကြိုက်တယ်ဗျာပြီးတော့ Leipzig နဲ့ Stuttgart ကြားမှာအဆင့်တစ်ခုအထိကွာပါတယ် Stuttgart တရားစီတော့သူဘယ်ပွဲတွေဘယ်လိုပဲတော့ကနေ RB Leipzig ကတပတ်ကိုတပွဲထိုင်ကန်နေတဲ့အသင်းလက်ရှိသွားနေတဲ့ Leipzig ရဲ့ form ကတပတ်တပွဲ AC ထိုင်ကန်ပြီးတော့ဟုတ်နေတာဗျာဆိုတော့ Leipzig ဒီ Stuttgart ကို1.50ဝင်ရိုးကနေ1.80 80လောက်တော့ပေးတဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီပွဲမှာ body ဆိုရင်တော့ Stuttgart ကြိုက်တယ်ကိုပေါင်းမှာတော့ဟို Leipzig လောက်တာတွေများနေပြီဗျာကျွန်တော်ဒီပွဲကိုအောက်ပဲကျွန်တော်ကြိုက်တယ်စိတ်ပေါ်လီနဲ့ဘောချန်ကလပ်ကစားကြမဲ့ပွဲ9:00 နာရီမှာပဲဗျအဲ့ဒီပွဲမှာအင်ရှင်စိတ်ပေါ်လီအသင်းကနေဘော်ဒီဂျေးတရေအနှုတ်40လောက်ပေးတယ်ကိုပေါင်းကျဲက2နှုတ်100ဝယ်ရိုးကနေ3.80ပေးတယ်ဒီပွဲမှာကျွန်တော်ကိုအောက်ကြိုက်တယ်ပြီးတော့အင်ရှင်စိတ်ပေါ်လီအသင်းဘော်ဒီကြိုက်တယ်
Union Berlin နဲ့ Freiburg ကစားကြမဲ့ပွဲက9နိုင်မှာပဲဗျအဲ့ဒီပွဲမှာ Asian Union Berlin တင်းကနေ body ကြီးတရနှုတ်12လောက်ပေးတယ်ဂိုးပေါင်းကြီးက2အနှုတ်50ပေးတယ်ဂျာမန်ဘွန်ဒက်လီဂါမှာဗျာဒီ2နှုတ်50ဆိုတဲ့ဂိုးပေါင်းကြီးကတော့တော်တော်လေးကိုဟာတဆန်ပါတယ်ဒီပွဲမှာကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်ဗျာဘိုင်ယန်မြူနစ်နဲ့လီဗာပူးဆန်ကစားကြမဲ့ပွဲဒီနေ့ဘွန်ဒက်လီဂါရဲ့အကောင်းဆုံးပွဲမြန်မာစံတော်ချိန်7နာရီမှာကျွန်တော်အတွက်တော့ဒီဘွန်ဒက်လီဂါကလီဗာပူးဆန်တင်းကဘလို့မှဓာတ်မတည့်တဲ့ကြက်တည်တင်းကလီဗာပူးဆန်ကိုကျွန်တော်ရွေးလိုက်တိုင်းမှာလီဗာပူးဆန်ကျွန်တော်ကိုမဲပြဿနာရှာတယ်ဒီရည်မှာလည်းကျွန်တော်ကိုပြဿနာ3ပွဲရှာပြီးပြီးခဲ့တဲ့ချန်ပီယံလိပွဲ PSV အင်ဒိုဗာနဲ့ပွဲမှာသူ့ကိုကျွန်တော်ရွေးခဲ့တာကောင်းကောင်းကျွန်တော်ကိုပညာပြသွားပြီးတော့တခြားပွဲတွေလည်းအဲ့ဒီတိုင်းပဲဗျလက်ရှိဘိုင်မြူနစ်သွားနေတဲ့ဖောင်သွားနေတဲ့လမ်းကြောင်းကိုလက်ရှိလီဗာပူးဆန်တင်းကခန့်ထားဖို့ဆိုတော့တော်တော်လေးတော့ခက်မယ်ဗျပြီးတော့ဒီပွဲရဲ့ body ဂျင်နှလုံးတည်ဆိုတော့ကတော်တော်လေးပြင်းချတယ်အနေဆုံးတော့ဘိုင်မြူနစ်အသင်းဒီ body ကြီးအတိုင်းဆိုရင်ဒီပွဲရှုံးသွားရင်တော့များအကောက်လို့ပဲကျွန်တော်ယူဆတယ်ဘိုင်မြူနစ်အသင်း body ကြိုက်ပါတယ်အဆုံးထိလိုက်နားထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ